တော်ရည်ပါမြေဖို့လေးမှာရဲအမတရားဖြစ်တဲ့ဟိုးရင်တော့စောခဲ့ဂိမ်းလေးကိုကျွန်တော်ပြန်ပြောပြလာဖြစ်ပါတယ်မတ်တစ်စင်ဝင်းစာပါစင်ဝင်းစာပါဆိုတဲ့ဂိမ်းကခုတိုးတက်မြင့်မားနေပြီဖြစ်ပါတယ်တော့ရင်တော့ဆိုဘလောက်ဆိုလဲဆိုရင်ကျွန်တော်တို့ဗျာဟီးတကောင်ရအောင်ကျွန်တော်တို့အချိန်အများကြီးပေးရတော့ပတ်စံ3လုံးပဲဗျာအများကြီးရခဲ့ပြီဆိုတော့ဘော်ရိုက်ချင်းကြွားပြရပါတော့ဟိုလောပြရတယ်ပြောကြချိန်ပေးနိုင်ရပါတယ်နံပါတ်1ကတော့ထမ်ဘီရန်ပဲဖြစ်ပါတယ်ဒီဂိမ်းကတော့ကျွန်တော်တို့ဟိုကောင်းတဲ့ဂိမ်းတွေပေါ်ရင်တော့အကောင်းဆုံးဂိမ်းပေါ့နော်ဒီကဘာပင်ဂိမ်းလေးကတော့ကျွန်တော်ရဲ့ဘုံကောင်းလေးလို့ drive ကျွန်တော်ရင်တော့ပြောရှင်းလေးအဆုံးကဂိမ်းပဲနောက်ပိုင်း graphic ကောင်းတဲ့ဂိမ်းတွေထွက်လာတော့ဒီဂိမ်းကဘောင်းတော့မွေးတော့ဖြစ်ပါတယ်ဟုတ်ပါတယ်မနေ့ဖူနေကြတော့ကျွန်တော်အားလည်းတိကျမှာပါတယ်အခုတော့ငကားရွာတွေပါလာပြီအရင်တော့ကျွန်တော်ဓာတ်လေးနဲ့ခုတ်ဖြတ်ပြီးပြီးအောင်နော်ပြောစရာကြီးပေါ့နော်North Korea ကျွန်တော်ရဲ့ Stick Raw Legend ဆိုတဲ့ Legend ဆိုတဲ့ game ပေါ့နော်အကင်းလေးကတော့တရမလေး sorry ပေါ့နော်အကင်းလေးကတော့စောင်းပြောတဲ့ကောင်းလေးပေါ့နော်စစ်တော့တိုက်ကြတော့ပေါ့နော်ပြောစရာကြီးပေါ့နော်စောမရဲ့ပြီး North Korea ကတော့ကျွန်တော်ရဲ့ Candy Crab ပဲဖြစ်ပါတယ်ဒီ Candy Crab ကတော့ဒီမျိုးပါအကုန်ကြိုက်ပါနော်ကျွန်တော်ရင်တော့ကြိုက်ပါတယ်တော့ကြိုက်တယ်ပေါ့နော်ကျွန်တော်ရဲ့နောက်တစ်ဂိမ်းကတော့ကျွန်တော်ရဲ့ခုဂိမ်းဖြစ်ပါတယ်ဗျခုဂိမ်းကတော့ကျွန်တော်အတန်းတော့မသိဘူးပေါ့နော်စောင်းပြောကြကောင်းခဲ့တဲ့ဂိမ်းလေးပေါ့နော်ဟိုဘာရင်တွေ့ကြပါထွက်နေပေါ့နော်ခရင်းကတော့ကျွန်တော်2 1နေပါထွက်နေပေါ့နော်နောက်တစ်ဂိမ်းကတော့ကျွန်တော်ရဲ့ Shadow Fight ကိုမှကျွန်တော်1တော့တွေးပေါ့နော်2ပဲပြောလိုက်မယ်ခါလေးShadow Fight စီဂိမ်းလေးပေါ့နော်ပြောစရာကောင်းပါတယ်ရော graphic တွေကတော့စင်တော့ drop ပြည့်တဲ့ graphic တွေဖြစ်ပါတယ်ဟာဒီဂိမ်းကတော့ Hunter ဆိုဂိမ်းပေါ့နော်နောက်ကတော့မသိဘူးနော်ဒါလေးကတော့ကျွန်တော်ပြောစရာကောင်းပါတယ်ရမယ်ကျွန်တော်လည်းမကြိုက်ဘူးနောက်တစ်ဂိမ်းကတော့ကျွန်တော် Tagging Tom Goran ဆိုဂိမ်းပေါ့နော်အကင်းတော့ကျွန်တော်ကိုခွေးရပါဒီတော့ကိုရလောက်ပါဒါပေမဲ့ကိုဘုံနဲ့ရှူအောင်တော့ဘာရလဲမသိအဲ့ဘာဖြစ်ကုန်ပြီနောက်တစ်ခါကျတော့ Bake with motorcycle game ညလုံးဝငယ်တော့စောင်းကြိုက်ရဲ့ game ကျော်နောက်တစ်ခါကတော့ကျွန်တော်မွေ game စောင်းကြိုက်အဲ့ဒါမဲ့နောက်ပြီးတော့မှပြန်တွေ့ကြပါမယ်